တတိယမျက်လုံးတတ်အိုင်းဆိုတာကလူတွေရဲ့ရုပ်ပိုင်းဆိုင်ရာမျက်စိနဲ့မမြင်နိုင်တဲ့အရာတွေကိုသိမြင်နိုင်စွမ်းကိုရည်ညွှန်းပါတယ်။ဒါကိုစိတ်ဝိညာဉ်ရေးရမျက်စိလို့လည်းခေါ်ကြပါတယ်။တတ်အိုင်းဟာလူတွေကိုပုံမနှဆိုင်တဲ့အသိဉာဏ်နဲ့ဉာဏ်အမျှော်မြင်တွေရရှိစေနိုင်တယ်လို့ယုံကြည်ကြပါတယ်။ဟိန္ဒူဘာသာမှာတတ်အိုင်းကိုအာဂျနာချာကရာလို့ခေါ်ပြီးနှစ်ဖူးနားမှာတည်ရှိတဲ့စိတ်ဝိညာဉ်ဆိုင်ရာစင်တာတစ်ခုဖြစ်ပါတယ်။ဒီချာကရာကိုဖွင့်လှစ်နိုင်ရင်လူတွေဟာပုံမမြင်မာတဲ့အသိဉာဏ်နဲ့ဉာဏ်အမျှော်မြင်ကိုရရှိနိုင်တယ်လို့ယုံကြည်ကြပါတယ်။ဗုဒ္ဓဘာသာမှာလည်းတတ်အိုင်ကိုဉာဏ်လေးရရှိခြင်းနဲ့ဆက်ဆက်ပြီးဖော်ပြထားပါတယ်။ဗုဒ္ဓမြတ်စွာဘုရားရဲ့ဉာဏ်လေးရရှိခြင်းကိုတတ်အိုင်နဲ့ဆက်ဆက်ပြီးရှုမြင်ကြတာဖြစ်ပါတယ်။တာဝဘာသာမှာလည်းတတ်အိုင်ကိုစိတ်ဝိညာဉ်ရေးရာမျက်စိအဖြစ်သတ်မှတ်ထားပြီးဒါကိုဖွင့်လှစ်နိုင်ရင်လူတွေဟာစัจ java လာရဲ့နှိမ့်ဝက်ချက်တွေကိုသိမြင်နိုင်တယ်လို့ယုံကြည်ကြပါတယ်။တတ်အိုင်ကိုဖွင့်လှစ်ဖို့နည်းလမ်းအမျိုးမျိုးရှိပါတယ်။ယောဂကျင့်စဉ်တရားထိုင်ခြင်းစိတ်ကိုငြိမ်သက်စေတဲ့နည်းလမ်းတွေနဲ့တတ်အိုင်ကိုဖွင့်လှစ်နိုင်တယ်လို့ယုံကြည်ကြပါတယ်။ဒါအပြင်တဘာဝပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်စွာနေထိုင်ခြင်းကလည်းတတ်အိုင်ကိုဖွင့်လှစ်နိုင်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။တရားထိုင်ခြင်းနဲ့စိတ်ကိုငြိမ်သက်စေပြီးတတိယမျက်စိကိုနိုးကြားစေနိုင်ပါတယ်။ယောဂကျင့်ခြင်းနဲ့ခန္ဓာကိုယ်အတွင်းရှိစွမ်းအင်တွေကိုမျှတစေပြီးတတိယမျက်စိကိုဖွင့်နိုင်ပါတယ်။ဝိညာဉ်ရေးရာလေ့ကျင့်ခန်းများဖြစ်တဲ့ပရဏာယာမချာကရာဖွင့်ခြင်းနဲ့အခြားဝိညာဉ်ရေးရာလှုပ်ဆောင်ချက်တွေကိုပြုလုပ်ခြင်းနဲ့လည်းတတိယမျက်လုံးကိုနိုးကြားစေနိုင်ပါတယ်။တတိယမျက်လုံးတတ်အိုင်ရဲ့အကျိုးကျေးဇူးတွေကတော့ဝိညာဉ်ရေးရာနိုးကြားမှုရရှိခြင်းအတွင်းကြသိမြင်နိုင်မှုမြင့်တက်ခြင်းစိတ်ငြိမ်သက်မှုရရှိခြင်းဉာဏ်ပညာပုံမတိုးတက်ခြင်းတို့ပဲဖြစ်ပါတယ်။